ကျေတကွန်တွေဟာနေနာကိုလာလိုက်ပြန်သွားလိုက်နဲ့ဘာလို့နေတဲ့ကိုပြုတ်ကျမသွားတာလဲဒါဟာစက်ကြောလာရဲ့အံဩဖို့ကောင်းတဲ့ယူပဗေဒနိယာမတွေကြောင့်ပါပဲပထမချက်ကတော့သူတို့ရဲ့ပလန်ကြောင့်ဟာဘဲဥပုံစံအလွန်ရှည်လျားနေတာကြောင့်ပါသူတို့ဟာနေကိုတန်တက်မတ်မတ်မသွားပဲဘေးကနေကွေ့ဝဲပြီးပတ်သွားကြတာပါကျေတကွန်တစ်ခုနေနာကိုနီးကပ်လာတာနဲ့အမျှနေရဲ့ပြင်းထန်တဲ့ဆွဲငင်အားကသူ့ကိုအချိန်ဟုန်နဲ့ဆွဲယူလိုက်ပါတယ်ဒီချိန်မှာကျေတကွန်ရဲ့အချိန်ဟာတစ်စက္ကန့်ကိုကီလိုမီတာရာပေါင်းများစွာအထိမြင့်တက်လာပြီးတကယ့်ကိုကြည်စံတစ်ခုထက်တောင်ပိုမြန်သွားတာပါဒီလိုအချိန်ပြင်းနေတာကြောင့်နေနာကိုရောက်တဲ့အခါနေတဲ့ကိုပြုတ်မကြပဲနေကိုဗဟိုပြုတ်ပြီးလောက်လေးခွနဲ့ပြစ်လိုက်တယ်လို့မျိုးအပြင်ကိုပြန်ကန်ထွက်သွားတာပါနေနာမှာရခဲ့တဲ့ဒီအချိန်ဟုန်ကိုင်နက်တစ်အင်နာဂျီကပဲသူ့ကိုနေရဲ့ဆွဲအားနယ်ဘက်ကနေလွတ်မြောက်ပြီးအာကာသဝေးကြီးစီပြန်အောင်တွန်းပုတ်ပေးလိုက်တာပါဒါကိုဒေါင်းပြက်အဟုန် angular momentum လို့ခေါ်ပါတယ်ကျေတကွန်ရဲ့ဘေးတိုက်ရွေလျားမှုအနေငယ်ရှိနေသေးသူဟာနေတဲ့ကိုဘယ်တော့မှတက်တက်ပြုတ်ကြမှာမဟုတ်ပါဘူးဒါဟာဒန်းစီတာနဲ့တူပါတယ်အောက်ကိုဆင်းလာတဲ့အချိန်မှာအချိန်ရလာပြီးအဲ့ဒီအချိန်ကပဲအပေါ်ကိုပြန်တက်သွားစေတာပါဒါပေမဲ့အချို့ကျေတကွန်တွေကတော့နေနဲ့ရန်နီးကပ်သွားတဲ့အတွက်နေတဲ့ကိုပြုတ်ကျသွားတာဒါမှမဟုတ်အပူချိန်ကြောင့်အငွေ့ပြန်ပျက်စီးသွားတာမျိုးတွေလည်းရှိတတ်ပါတယ်ဒါကြောင့်ဟာလေလိုကျေတကွန်တွေဟာနှစ်ပေါင်းများစွာကြာတိုင်းနေနာကိုတစ်ခေါက်လာလိုက်ပြန်သွားလိုက်နဲ့ကျွန်တော်တို့ကိုလာပြနေတာပါဒီလိုလာလိုက်ပြန်လိုက်လုပ်နေတာဟာစက်ကြောလာရဲ့ဆွဲငင်အားနဲ့အလင်းတို့ကြားကတိကျလာတဲ့ဟန်ချက်ညီမှုတစ်ခုပဲဖြစ်ပါတယ်နီကုန်းချုပ်ရရင်ကျေတကွန်တွေဟာနေရဲ့ဆွဲအားကိုအသုံးချပြီးစက်ကြောလာထဲမှာအမြန်ဆုံးခီးသွားနေကြတဲ့ရေခဲပြင်အားကစားသမားကြီးတွေပါပဲ